ဒီလူဟာဟိုတယ်ခန်းထဲမှာမတော်တဆလက်သီးတစ်ချက်ပြစ်လိုက်မိုံနဲ့နံရံတစ်ခုလုံးအကွဲကြောင်းတွေဖြစ်သွားခဲ့ပါတယ်။သူလည်းလမ်းဖြန့်ပြီးနောက်ဆုံးရင်းအချိန်မထိန်နိုင်ပဲမွေးရအောက်ထဲကိုခေါင်းဆိုင်ပြီးလဲကျသွားခဲ့တယ်လေ။အဲ့ဒီအချိန်မှာပဲအပြင်ကနေခြေတံတွေကြားလိုက်ရပါတယ်။ဟိုတယ်ကိုရော်ကြေးပေးဖို့ပတ်စံမရှိတာမို့သူလည်းကြောက်ကြောက်လန့်လန့်နဲ့အခန်းထဲကနေအမြန်ဆုံးထွက်ပြေးခဲ့ရပါတော့တယ်။သူလမ်းလျှောက်လာနေတော့မှပဲသူ့ကောင်းပေါ်ကနေတတဝါကြီးတစ်ကောင်ပြန်တန်းသွားတာကိုမြင်လိုက်ရပါတယ်။သူလည်းစူးဆက်နဲ့နောက်ကနေလိုက်သွားကြည့်မိတာပေါ့။အဲ့ဒီနေရာမှာတော့လူတစုကအဲ့ဒီတတဝါဆိုးကြီးကိုဖမ်းဆီးဖို့စူးစမ်းနေကြတာပါ။အနက်ရောင်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်ကသူ့ကိုအန္တရာယ်ရှိလို့ဝေးမှနေဖို့တတိပေးခဲ့ပေမဲ့သူကတော့သူ့စပင်းကိုပဲရှာနေခဲ့တာပါ။သူမကသူ့ကိုအယူတယောက်အမှတ်နဲ့လှည့်ထွက်သွားဖို့လုပ်တဲ့အခါသူကလှမ်းဆွဲပြီးရှင်းပြဖို့စူးစမ်းရင်းမတော်တဆတွန်းမိလိုက်တာကြောင့်အဲ့ဒီအမျိုးသမီးဟာ9 မီတာလောက်ထိလွင့်ထွက်သွားခဲ့ပါတယ်။ဒီတော့မှအဲ့ဒီအမျိုးသမီးလည်းတတိထားမိသွားပြီးသူ့ရဲ့စွမ်းအားကိုတိုင်းတာဖို့ဆက်နဲ့စကင်ဖက်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဆက်မှာတော့သူဟာတာမန်လူတစ်ယောက်ဖြစ်ပဲပြနေတာကြောင့်သူမလည်းစိတ်ပြက်လက်ပြက်နဲ့ထွက်ခွာသွားခဲ့ပြန်တယ်။ခဏကြာမှာတော့အဲ့ဒီတတဝါဆိုးကြီးကပိုက်ကွန်တွေထဲကနေရုံထွက်ပြီးအမျိုးသမီးရဲ့အဖွဲသားတွေကိုအလွယ်တကူပဲအနိုင်ယူလိုက်ပါတယ်။အမျိုးသမီးဟာအသက်အန္တရာယ်နဲ့ကြုံတွေ့နေရတဲ့အချိန်မှာပဲဒီလူကတော့သူ့စပင်းလေးကိုတုံပြီးအေးလူဖျက်လျှောက်သွားခဲ့တာပါ။အဲ့ဒါကိုမြင်တော့တတဝါဆိုးကြီးကအစော်ကားခံရတယ်လို့ခံစားရပြီးသူ့ကိုရုတ်တရက်လှမ်းတိုက်ခိုက်လိုက်ပါတော့တယ်။သူလည်းကြောက်လန့်တကြားနဲ့ရှောင်တိန်လိုက်ရပြီးပြန်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အဖိုးတန်စပင်းလေးဟာတစစီပျက်စီးသွားခဲ့ပါပြီ။ဒီလိုနဲ့ဒေါသတွေအလိမ့်လိမ့်ထွက်လာတဲ့သူဟာတတဝါဆိုးကြီးကိုလေးလဲလွင့်ထွက်သွားတဲ့အထိအပြင်းနဲ့ကန်ချက်တစ်ချက်နဲ့ကန်ထုတ်လိုက်ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီးကတော့အံ့ဩလွန်းလို့ပါဇက်အဟောင်းသားဖြစ်သွားခဲ့ရတာပေါ့။နောက်ဆုံးမှာတော့သူမကသူ့ကိုစွမ်းအားတိုင်းတာတဲ့ဌာနချုပ်စီခေါ်ဆောင်လာခဲ့ပါတယ်။အဲ့ဒီမှာရှိတဲ့စက်ပေါ်ကိုလက်တင်လိုက်ရင်အယောင်တွေအများကြီးထွက်လာလေစွမ်းအားကြီးလေပဲလို့ရှင်းပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအနီးနားကချမ်းသာတဲ့လူငယ်တစ်ယောက်ကသူ့ကိုလူမွေးတစ်ယောက်လိုနှာခေါင်းရှုပ်အထင်သေးပြီးသူ့ရဲ့စွမ်းအားကိုအစွမ်းပြဖို့စက်ပေါ်လက်တင်လိုက်ပါတယ်။အစိမ်းရောင်လင်းနှန်းတွေထွက်လာပြီးငကားတစ်ကောင်ရဲ့ပုံရိပ်ပေါ်လာခဲ့တာပေါ့။ဒါကိုမြင်တော့သူလဲစမ်းကြည့်ချင်တာနဲ့စက်ပေါ်လက်တင်လိုက်ပေမဲ့အတော်ကြာတဲ့အထိဘာတော့ပြန်မှုမှရှိမလာခဲ့ပါဘူး။အဲ့ဒါကိုကြည့်ပြီးဟိုလူငယ်ကလှောင်ပြောင်ရင်မောနေတော့မှာပဲ။ရုတ်တရက်ဆိုသလိုစက်ထဲကနေရောင်စုံအလင်းနှန်းတွေအရှိန်အဟုန်ပြင်းစွာပောက်ကွဲထွက်လာပါတော့တယ်။သူ့ရဲ့ပြင်းထန်လွန်းတဲ့စွမ်းအားကိုအဲ့ဒီဆက်ကမခံနိုင်ပဲတဆက်စီအစိတ်အမွှာကွဲအပ်သွားခဲ့ပြီးဘေးကလူတိုင်းကိုအံ့အားသင့်ဆုံးသွားစေခဲ့ပါတော့တယ်ဇလန်လေးကိုကြိုက်နှစ်သက်ရင် channel လေးကို subscribe လုပ်သွားပေးနော်